ရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ AK Moral Stories Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်ကမ်ပူးမှာရှယ်ဒလီဆိုတဲ့ကောင်မလေးကပျော်ရွှင်ပြီးတော့ပေါင်းသင်းဆက်ဆံရေးကောင်းမွန်တဲ့မိန်းကလေးတစ်ယောက်ဖြစ်ပါတယ်သူကမကြသေးခင်တုန်းကပဲဖက်ဒိုဒါရာပြည်နယ်မှာနေထိုင်တဲ့ဂျူမနာဘန်ရဲ့အငယ်ဆုံးသားဂျာစီနဲ့လက်ထပ်လိုက်ပါတယ်သူမကခင်မွန်ဖြစ်သူရဲ့ကျွေးမျိုးအသက်တွေနဲ့နှလုံးသားထဲမှာနေရာတစ်ခုရယူနိုင်ဖို့အတွက်စိတ်အားထက်သန်နေခဲ့ပါတယ်ထိုင်မဲ့လေသူမရဲ့ရောက်ခမဂျမူနာဘန်နဲ့ခေမဖာရှာတို့ကရှက်ဖလီကဂူဂျာရက်လူမျိုးမဟုတ်တာကြောင့်သူတို့ရဲ့သားကလက်ထပ်ပွဲကျင်းပလိုက်တာကိုသိပြီးမကျေနပ်ခဲ့ကြပါဘူး။ရှက်ဖလီရဲ့ရောက်ခမခေမဖြစ်တဲ့ဖာရှာကဂူဂျာရက်ရဲ့ရိုးရာရှိရဲ့မိသားစုမှဆင်းသက်လာတဲ့သူတစ်ယောက်ပါ။ဒါကြောင့်ပဲရှက်ဖလီတယောက်အစားအစာချက်ပြုတ်တိုင်းသူ့ရဲ့ရောက်ခမနဲ့ခေမတို့ကအတားမြစ်လေးရှိပါတယ်။တရားမှာတော့ရှက်ဖလီတယောက်ကမိဘကြောင့်ထဲမှာပဲတီချင်းဆန်ပြုတ်ကိုချက်ပြုတ်နေတော့သူမရဲ့ခေမဖြစ်သူရောက်လာပြီးစတင်ကငါနဲ့ကိုမိဖို့ကြောင့်ထဲမှာတွေ့တိုင်းအာလူထမင်းဓမ္မမုံရင်ပဲတီချင်းထမင်းမဲ့ချက်နေရတွေ့ရတယ်လို့အပြစ်တင်ပြောဆိုလိုက်ပါတယ်။ငါတို့ရဲ့အိမ်ကအလောက်ထမင်းများကြီးမစားကြဘူး။ဒါပေမဲ့နေငါတို့တနေ့ကုန်ထမင်းမဲ့ချက်နေတယ်။အခုနေ့ရဲ့ပဲတီချင်းထမင်းချက်တဲ့အိုးဖဲလိုက်အောင်။ငါလန်ဗီနဲ့ဒိုကလာကိုအမေချက်အတွက်ချက်ပေးရတော့မယ်။အမေကလည်းငါကိုထမင်းမစားတော့ဘူးလို့ပြောထားတယ်။နင်ကနေ့ရဲ့အိမ်မှာထမင်းနဲ့ရိုတီပဲအမြဲချက်စားကြတယ်ဆိုပေမဲ့ဒီမှာတော့အဲ့ဒါတွေကအလုံးမဖြစ်ဘူး။ငါတို့ကကူကြတဲ့လူမျိုးတွေငါတို့ရဲ့အိမ်မှာဆိုရင်ကူကြတဲ့အစားအစာစားရတာကြိုက်တယ်။အဲ့ဒီကိစ္စနဲ့မသိသေးဘူးလားဒီစကားကြောင့်ရှက်ဖလီကအနေငယ်စိတ်မကောင်းဖြစ်သွားခဲ့ပေမဲ့အဲ့ဒီချိန်မှာလည်းတိတ်ဆိတ်စွာပဲနေခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ဗာရှာကအမေဘူဆူဗာရှာပွဲတော်ကိုရောက်တော့မယ်ဆိုတော့ပြင်ဆင်စရာတွေအများကြီးရှိတယ်သူမရဲ့ရောက်ခမကိုပြောလိုက်တယ်ဟုတ်တယ်ငါတို့တွေအထူးကူကြတဲ့ဟင်းရတွေကိုလည်းချက်ရအောင်မယ်ရှက်ဖလီနင်ကကူကြတဲ့အစားအစာချက်တတ်မှာမဟုတ်ပေမဲ့ဒီပွဲတော်ကငါတို့အတွက်အရေးကြီးတယ်လို့ပြောပြလိုက်တယ်ဒီနေ့ကနေရကဒီအိမ်မှာပထမဆုံးနှစ်သက်ဖြစ်တဲ့အတွက်နင်လဲတခုခုချက်ပြုတ်ဖို့တင်ထားတဲ့နေနင်သာရိုးရာကူကြတဲ့အစားအစာချက်ပြုတ်နည်းတွေကိုသင်ယူမယ်ဆိုရင်ငါကတော့တော်တော်သဘောကျမိမှာပါဟုတ်ကဲ့ပါအမေကျမအကောင်းဆုံးစူးစမ်းပါမယ်လို့ရှက်ဖလီကပြန်ပြောလိုက်တယ်ရှက်ဖလီရဲ့စကားကိုကြားရပြီးတဲ့နောက်သူမရဲ့ခင်မကအနေငယ်ရှိမောလိုက်တာကြောင့်ရှက်ဖလီကသူမရဲ့ခင်မကိုတစ်ချက်လှမ်းကြည့်လိုက်တယ်သူမကရှက်ဖလီကိုလှောင်ပြောင်နေကြောင်းသိတာကြောင့်သူမရဲ့အာယုံကိုတခြားနေရာသို့ပြောင်းလိုက်ပါတော့တယ်ရှက်ဖလီကဘက်စတူဗာဆာပွဲတော်အတွက်ဂူဂျာရဟင်းရများချက်ပြုတ်ပြီးမိသားစုအားလုံးကိုလည်းသူမကလည်းဒီမိသားစုလေးရဲ့အရေးပါသောသူတယောက်အစိပ်ပိုင်းတစ်ခုဖြစ်လာနိုင်ကြောင်းကိုသက်သေပြဖို့အတွက်စိတ်ထဲမှာဆုံးဖြတ်ထားခဲ့လိုက်ပါတယ်။တနေ့မှာတော့ရှက်ဖလီကသူတယောက်တည်းဈေးဝယ်ဖို့အတွက်ထွက်လာခဲ့တယ်။ရှက်ဖလီကဆိုင်တဆိုင်မှပစ္စည်းများဝယ်နေတော့အိမ်အများပြားတည်ဆောင်လာတဲ့အဖွားအိုတူကသူမရဲ့လက်ထဲမှာအိတ်တလုံးကိုလှမ်းဆွဲလိုက်တယ်။အဲဒါကြောင့်ပဲသူမကချော်လဲသွားပြီးပစ္စည်းတွေကလည်းမြေပြင်ပေါ်ကိုပြန်ကျဲကုန်มาတော့တယ်။ရှက်ဖလီကချက်ချင်းပြေးသွားကအဖွားအိုကိုကူညီပေးခဲ့လိုက်တယ်။အဖွားအိုကတော့အိုးသမီးလေးအရန်ကိုကန်ကောင်းတဲ့သမီးလေးပဲငါမျက်မှန်တွေပျက်စီးသွားပြီအနည်းနာကမျက်မှန်ဆိုင်မှာပြင်ဖို့ပေးထားတာအဖွားမှမျက်မှန်မပိုင်ဘာမှမမြင်ရဘူးဒါနဲ့အဖွားနာမည်ကဟာရှာပါအားလုံးကကိုဟာရှာဘန်လို့ပဲချစ်စနူးခေါ်ကြတယ်သမီးလေးရဲ့နာမည်ကရောဘာတူလဲအဖွားကျမနာမည်ကတော့ရှက်ဖလီပါအဲ့ဒါဆိုအဖွားကဒီအနီးနားမှာနေရလားကျမလိုက်ဖို့ပေးရမလားအိတ်တလုံးလောက်ကျမကိုပေးပါဦးရှက်ဖလီကအဖွားကိုလက်ထဲမှာပစ္စည်းအချို့ကိုယူလိုက်ကလမ်းလျှောက်နေရင်းနဲ့ပဲအဖွားအိုကသူမနဲ့သူမကိုစတင်စကားပြောခဲ့ပါတော့တယ်အဖွားကျမအခုမှလက်ထပ်ပြီး UP ကနေလာတာပါအော်သမီးလေးက UP ကနေလာတာလားငါ့ရဲ့အမကြီးကလည်း UP မှာနေတယ်လို့အဖွားအိုကပြောပြလိုက်တယ်ဘာရီလီမြို့လေအဖွားဒါဆိုရင် UP ဘက်ကိုသွားမှာပေါ့အခုမင်းဘယ်ကိုသွားမှာလဲအဖွားလွန်ခဲ့တဲ့နှစ်ပေါင်းများစွာသမီးလေးတယောက်ရဲ့မင်္ဂလာဆောင်တော့ကတခါရောက်ဖူးတယ်အခုတော့မိသားစုနဲ့သွားဖို့ဒီလောက်အချိန်မရတော့ပွဲလန်းသစ်ပင်ရှိမှသွားကြတာလေအဖွားသမီးနဲ့တွေ့ရတာအရန်ကောင်းတာပဲယူပီယာလူတယောက်နဲ့တယောက်ကဂူဂျာရက်ကိုရောက်တာနဲ့စကားပြောဖြစ်ကြပါတော့တယ်ငါရဲ့အိမ်ကဟိုးရှိတဲ့မှာပဲရှက်ဖလီကဟာရှယ်ဘန်ရဲ့အိမ်ရှိမှာဆိုင်းဘုတ်ကြီးတစ်ခုကိုတွေ့လိုက်ရတယ်အဲဒီဆိုင်းဘုတ်မှာတော့ဟာရှယ်ဘန်ရဲ့ဟင်းချက်တဲ့နန်းများလို့ရေးထားတယ်အဖွားဟင်းချက်တဲ့နန်းနေဖွင့်လာလားဒါဆိုဂူဂျာရက်ဟင်းယာတွေကိုလည်းချက်တတ်မှာပေါ့အဖွားဟုတ်တယ်သမီးလေးရဲ့အဖွားဟင်းအမျိုးမျိုးချက်တတ်တယ်အထူးသဖြင့်ဂူဂျာရက်ဟင်းယာတွေကတော့ကဘာပေါ်မှာအရင်နာမည်ကြီးရလေအဖွားအရင်တုန်းကတော့ဟိုတယ်ကြီးတစ်ခုမှချက်ပြုတ်ခဲ့တဲ့တာဝန်ကိုယူခဲ့ရပြီးမြဲအခုတော့အိမ်မှာပဲဟင်းချက်တဲ့နန်းနေဖွင့်ထားတယ်လို့ဟာရှယ်ဘန်ကပြောပြလိုက်တယ်ဟာရှာဘန်ရဲ့အိမ်မှာဟင်းချက်တဲ့နန်းဖွင့်ကြောင်းရှက်ဖလီသိလာရတဲ့အချိန်မှာတော့ရှက်ဖလီရဲ့စိတ်ထဲမှာမျောလင်းချက်အလင်းရောင်တစ်ခုပေါ်လာခဲ့ပါတော့တယ်။အဖွားသမီးကိုကူကြတဲ့အစားအစာချက်ပြုတ်နေတင်ပေးလို့ရမလား။အဖွားသာမတင်ပေးရင်သမီးကကူကြတဲ့အစားအစာချက်တတ်မှာမဟုတ်တော့ဘူး။ကျမတို့အိမ်မှာလည်းမကြခင်ဘက်စတူဗာစာပွဲတော်လာတော့မယ်။အဲ့ဒီပွဲတော်အတွက်သမီးရဲ့ခမကလည်းကူကြတဲ့အစားအစာတွေချက်ပြုတ်တတ်ဖို့ပြောထားတယ်။
အော်ဟုတ်တာပေါ့သမီး Festival ဆိုတာအခုကြားတဲ့လူမျိုးတွေရဲ့ပွဲတော်ပဲဒါကဒီဝါလီပြီးတဲ့ပွဲနောက်တစ်နေ့ကျရင်ကျင်းပတဲ့ငါတို့ရဲ့နှစ်သစ်အစာပွဲတော်ပဲလေသမီးလေးစိတ်မပူနဲ့သမီးသာတင်ယူဖို့စိတ်အားထက်သန်မှုရှင်ရင်ခုကြားတဲ့အစားအစာတွေကိုချက်တက်လာမှာပါမနေ့ကငါစားပြီးသမီးအနေနဲ့ငါဟင်းချက်တဲ့နယ်ကိုလာခဲ့ငါတင်မေးမယ်ငါနဲ့ငါခုကြားတဲ့အစားအစာချက်ပြုတ်ရမှာကျွမ်းကျင်သူဖြစ်အောင်လုပ်ပေးမယ်Festival စာပွဲတော်လာဖို့အချိန်ကျန်သေးတယ်အဲ့ဒီအချိန်ကျရင်တော့နင်ဟင်းချက်နည်းတွေကိုတင်ယူတက်မြောက်သွားပါလိမ့်မယ်ဟာကျေးဇူးရမ်းတင်ပါတယ်အဖွာအရန်ကျေးဇူးတင်တယ်အဖွာကျမရဲ့စိုးရိမ်ပူပန်မှုတွေကိုဖယ်ရှားပေးလိုက်ပြီးအဖွာတင်ပေးထားတဲ့အားလုံးကိုစူးစမ်းပြီးတင်ယူပါမယ်လို့ကတိပေးပါတယ်ရှက်ဖလီကသူမရဲ့ခင်ပွန်းဂျက်စီမလွဲပြီးအိမ်မှာရှိတဲ့အခြားမိသူကမှဒီအကြောင်းအရာတွေကိုမပြောပြခဲ့ပါဘူးဂျက်စီကလည်းသူ့ရဲ့ဇနီးရှက်ဖလီလို့တမကလုံးဝမှန်ကန်နေဆိုတာသိတဲ့အတွက်သူကလည်းဇနီးပြည့်သူကိုအပြည့်အဝပံ့ပိုးပေးနေခဲ့တယ်ရှက်ဖလီကဂျက်စီနဲ့အတူအိမ်ကနေထွက်ခွာကအခြားတင်နန်းများတက်ရောက်မယ်လို့ပြောခဲ့ပြီးဟာရှယ်ဘန်စီကိုပုံမှန်သွားရောက်ကဟင်းလျာမျိုးစုံကိုချက်ပြုတ်နေတွေတင်ယူနေခဲ့တယ်ရှယ်နေငယ်တွင်မှာပဲရှက်ဖလီကဟာရှယ်ဘန်ရဲ့အသင်ပြပေးမှုတွေကြောင့်ပဲနာမည်ကြီးရဲ့ကုကြရဲ့ဟင်းဟာများကိုချက်ပြုတ်တက်လာခဲ့ပါတယ်သူမကတင်နန်းတွင်မှာပဲအန်ဟီယိုဒေါကလာဖပ်ဒါခါကရာMontadel, Gogra, Canvi, Pangia, Madeira, Telpla, Petra, Jalebi, Pasundi အစရှိတဲ့ဟင်းလျာများစွာကိုလည်းတင်ယူကတက်မြောက်ခဲ့တယ်။သမီးအကောင်းဆုံးပဲငါဒီနေ့အရန်ပျော်တယ်လို့ဟာရှယ်ဘန်ကပြောလိုက်တယ်။ Chef Lee နေရအခုတော့အရန်ကောင်းတဲ့ကုကြရဲ့ဟင်းယာတွေကိုချက်ပြုတ်တက်လာတာတွေ့ရတယ်။ဒါရီအားလုံးကလာမဲ့ဒီဝါလီနဲ့ကုကြရဲ့ပွဲတော်အတွက်အကောင်းဆုံးပြင်ဆင်နိုင်တဲ့ဟင်းလျာတွေပဲ။ဟာရှယ်ဘန်ကရှက်ဖလီကိုဟင်းချက်နည်းများတင်ပေးရုံသာမကကုချာရဲ့ဟင်းယာရီရဲ့နောက်ခံသမိုင်းကြောင်းနဲ့ယဉ်ကျေးမှုဆိုင်ရာအရေးပါပုံကိုလည်းပြောပြပေးသလိုရှင်းပြပေးနေခဲ့ပါတယ်။တဖြည်းဖြည်းနဲ့ရှက်ဖလီတယောက်ကလည်းဟင်းချက်ချင်းမှာပျော်မွေ့လာပြီးတော့ဟင်းချက်ချင်းပေါ်သူမယုံကြည်မှုတွေကလည်းတိုးတက်လာခဲ့တယ်။ Festival စာပွဲတော်ရောက်တဲ့အချိန်မှာရှက်ဖလီကအထူးဟင်းယာရီကိုချက်ပြုတ်ပေးလိုက်တဲ့အခါလူတိုင်းကအရန်ကိုအံ့ဩသွားခဲ့ကြတယ်။ Festival ရှာနေမှာရှက်ဖလီကမနက်ခင်းမှစပြီးမိဖို့ကြောင့်မှအလုံးလုံးနေခဲ့တယ်။ဖာရှာနဲ့ဂျန်နီကီတို့ကရှက်ဖလီကဂူဂျာရဲ့ဟင်းလျာတွေကိုချက်ပြုတ်နိုင်မှာမဟုတ်ဘူးလို့ထင်ထားခဲ့ပါတယ်။ဒါပေမဲ့လည်းရှက်ဖလီကဂူဂျာရဲ့ဟင်းလျာအမျိုးမျိုးကိုလင်းမြန်စွာနဲ့အရသာရှိစွာချက်ပြုတ်ပြလိုက်တဲ့အချိန်မှာသူတို့ညစလုံးအံ့အားသင့်သွားခဲ့ကြတယ်။ရှက်ဖလီကဟာရှယ်ဘန်ထက်မှဂူဂျာရဲ့ဟင်းလျာချက်ပြုတ်နည်းများကိုသင်ယူခဲ့ကြအားလုံးသိသွားတဲ့အခါနှစ်ယောက်စလုံးကရှက်ဖလီနဲ့ဟာရှယ်ဘန်ကိုအလွန်ချီးကျူးနေခဲ့ကြတယ်။ညနေပိုင်းရောက်တဲ့အချိန်မှာတော့ဟာရှယ်ဘန်လို့ရှက်ဖလီကိုတွေ့ရန်အိမ်ကိုရောက်လာခဲ့ကြတယ်။ဟာရှယ်ဘန်ကျမတို့အနေနဲ့အမကြောင့်အများကြီးကြားဖူးပေမဲ့ဒီနေ့မှပဲအမကိုတွေ့ဖူးတာကျမတို့ရဲ့ရှက်ဖလီလေးကိုဂူဂျာရဲ့အစားအစာချက်ပြုတ်ရမှာကျွမ်းကျင်သူတရားဖြစ်အောင်လုပ်ပေးခဲ့တာပဲအမအကြောင်းကကြားထားတဲ့အတိုင်းအပြင်မှာလည်းအမကအရန်တော်တာဆိုတာကိုတွေ့ရပါပြီကျမတို့ရဲ့ရှက်ဖလီကအခုဆိုရင်အရန်ကောင်းတဲ့ဂူဂျာရဲ့အစားအစာတွေကိုချက်ပြုတ်လာနိုင်ပြီအဲ့ဒါတွေအကုန်လုံးကရှက်ဖလီရဲ့စူးစမ်းမှုကြောင့်ပါပဲလူတယောက်ကအလုပ်တစ်ခုကိုလုပ်ဖို့အတွက်စိတ်အားထက်သန်မှုမရှိနေရင်အဲ့ဒီအလုပ်ကိုလုပ်နိုင်မှာမဟုတ်ဘူးရှက်ဖလီကစိတ်အားထက်သန်မှုတွေပြင်းပြနေခဲ့လို့ဒါကူကြတဲ့အစားအစာကိုချက်တက်လာတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ချက်စီမင်းလည်းငါ့ကိုအများကြီးပြန်ပို့ပြီးခဲ့လို့ကျေးဇူးတင်ပါတယ်ကျမကိုယ်တိုင်လှုပ်ထားတဲ့ဒိုဘက်နဲ့ဘတ်ဆွန်တီလိုမျိုးကူကြတဲ့အထူးမုံတွေကိုအားလုံးအတွက်ယူလာပေးပါမယ်ဟုတ်ပါပြီရှက်ဖလီရေငါအခုပဲနင်းနဲ့တူလိုက်ခဲ့မယ်ဒါနဲ့မင်းကငါတခုပြောပြမယ်ငါမင်းအတွက်အရန်ကုန်ယူတယ်မင်းကအရန်ကောင်းတဲ့လူတစ်ယောက်ပါအဲ့ဒီနေ့မှာတော့ရှက်ဖလီကအရန်ကိုပျော်ရွှင်ခဲ့ရတယ်လူတိုင်းကလည်းသူမကိုချစ်ခင်ပြီးလေးစားခဲ့ကြတယ်ရှက်ဖလီရဲ့ဇလန်ကကျမတို့ကိုဘဝမှာမဖြစ်နိုင်တဲ့အရာမရှိကြောင်းသင်ခန်းစာပေးခဲ့ပါတယ်အဲ့ဒါကြောင့်ပဲလူတိုင်းကအမြဲတမ်းလိုစူးစမ်းနေတာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါရှင်ဇလန်လေးကိုကြားနေတတ်တယ်ဆိုရင်တော့ channel လေးကို like and subscribe လေးနှိပ်ပေးခဲ့ကြပါအောင်နော်ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်